ဒီနေ့ကတော့ဓပုံလေးရိုက်လို့လှရမယ်။အဝလေးစားခြင်းနဲ့ဆိုရဲကောင်းမလေးအတွက်ဟိုင်းတီပူဖေးကောင်းကောင်းလေးကိုမှရှေးပါကူးလို့ရရဆိုရင်စိတ်ဝင်စားကြလား။ဒီဘက်ပိတ်ရဆန်တီကတော့အမေများနဲ့လည်းကြုံတာဆိုတော့အမေကိုဘာလိုက်ကြွရင်ကောင်းမလဲလို့စဉ်းစားရင်းနဲ့ပတ်ရိုက်ရဲ့ page မှာတင်ထားတဲ့ဟိုင်းတီပူဖေးလေးကိုတွေ့ရတယ်။ဒါလည်းစိတ်ဝင်စားလို့လိုက်ကြည့်ဖြစ်ခဲ့ပါတယ်။အဲဒါဆိုတော့ဟိုင်းတီပူဖေးဆိုတော့ဟိုင်းတီဆက်လိုမျိုးအချို့ဝဲရင်းနဲ့ sandwich လောက်ပဲပါမယ်လို့ထင်ထားတာ။နောက်လိုက်တော့မှဟိုင်းတီပူဖေးထပ်တောင်ပိုသေးရဆိုရဲခန်းစားချက်မျိုးရတယ်။ကိုကမန်ဂိုစီစဉ်ဆိုတော့ဒီလိုမျိုးအလုံးလိုက်ခွဲပေးတာရောပြီးတော့မန်ဂိုနဲ့ပတ်သက်တဲ့ mousse cake pillow ကောင်းရင်တည့်တည့်နဲ့ပတ်သက်တာအဆုံးရပါတယ်။ဆိုရင်ဒီ buffet မှာ mango specialized အချို့ဘွဲတွေပဲရှိရလို့ထင်မှားသွားမယ်နော်။အဆုံးရှိရရွေးချယ်စရာတွေကအများကြီးပါစားလို့စားမယ်မနှောက်မသိဘူး။ဒါကတော့စားချင်တဲ့ chocolate strawberry blueberry cheesecake တွေပါအဆုံးယူလိုက်ပါတယ်။ဒီ buffet ထပ်ပိုးရဲဆိုတဲ့အတိုင်းပဲအချို့ဘွဲတွေမှမဟုတ်ဘူးဒီလိုမျိုးအသားပေါင်းကောင်းတာတွေပါရှိပါတယ်။အဲ့တော့ကြက်သားနဲ့ဝက်သားနှမျိုးယူလို့ရတယ်။အဲ့ဒီကတွေ့ခဲ့တဲ့ကြက်ချီတော်လေးတွေနူးဤပြီးတော့တော်တော်လေးအရသာရှိရသေးလား။ပဲကိတ်မုတ်ကောင်တာတွေပဲရှိရထင်မှာဆိုလို့ပမိုးကြိုက်တဲ့သူတွေတော့လည်းဒီလိုမျိုး sandwich ကောင်တာတွေပါရှိရဆိုတော့ပြောပြရသေးတယ်။ပြီးတော့သူတို့စီမှာ assorted savory ကောင်တာလည်းရှိသေးတယ်။ဒါကတော့ငါးသားချောင်းရယ်ပြီးတော့ puff နဲ့ပတ်သက်တာလေးနည်းနည်းရှူခဲ့တယ်။ပီဇာလည်းရှိသေးတယ်သူစီမှာ။ကိုကတော့အဝတ်တစ်ထောင်နဲ့မှခိတခဏဂျပန်ကိုရောက်သွားပါတယ်။ဟီဟီစရနော်။ကောင်တာမှာကတော့ salmon jaw, sushi ရင်းကြီးကြော်ရယ်ဒီလိုမျိုးဂျပန်ချက်ဥပေါင်းကောင်းကောင်းလေးလည်းရှိပါတယ်။ sauce လေးထည့်ဆိုင်ပို့ပြီးတော့လိုက်တယ်။ဒါကတော့အစာပြေ snack အနေနဲ့ဟိုဝါဒီဝါချင်နေဆိုရင်တော့ကြက်ကြောပစွန်ကြောပစွန်မာလာတို့ဘာလို့လဲရှိသေးတယ်။အခုတော့ရှောင်းမအရင်စားချင်နေတာဒီ Arabic Life Station ကောင်းတာမှာဒါကိုတွေ့တော့အရင်ပြောသွားတာ။အသားကတော့ကြက်ဝက်အမဲဆိုပြီး၃မျိုးရွေးလို့ရပါတယ်။ဒိုရာကတော့ကြက်သားလေးနဲ့ Vietnam Spring Roll လေးယူထားပါတယ်။ဒီ vlog ကတော့အကြိုက်ဆုံးကောင်းတာကိုနောက်ဆုံးမှဖွက်ထားတဲ့ vlog လိုမျိုးပါ။ရွေးလို့ရတဲ့ပေါင်မုတ်တွေကတော့၄မျိုးလောက်ရှိရယ်။အထဲမှာထည့်တဲ့အသားတွေ cheese တွေ sausage တွေကတော့ကိုယ်စိတ်ကြိုက်ထည့်ခိုင်းလို့ရပါတယ်။အဲ့ဒါအောင်မှသူတို့က grade ပြန်လုပ်ပေးရမျိုးပါ။ဒီ Subway sandwich ကိုမြင်ရလေမင်းညတို့ကကြည့်ထားတဲ့ IU နဲ့မင်းသားကြီးကားရောက်သွားသလိုတော့ခံစားရတယ်။ Buffalo Crown ဆက်ကားတွေမှာခဏစားပြလုံးလို့မြင်မှများပြီးတော့ချွတ်ချွန်းဝင်နေတာ။ဒီနေ့မှပဲ sandwich တွေကိုအသားရော sausage တွေရော cheese ရောပြပြနစ်နစ်ထည့်ပြီးကိုက်စားလိုက်ရမှာပဲရှင်နေရစနိုင်တော်တော်လေးပြေးသွားတော့တယ်။ပူပူလေးစားချင်လို့အကင်ကင်နာစောင့်ရင်လည်းတခါလေးစားပြလိုက်တာ။ကင်နေကတော့ကြက်သားဝက်သားအမဲသားစီဖူမှာကိုယ်စိတ်ကြိုက်ရွေးပြီးတော့ကင်ခိုင်းလိုက်ရုံပါပဲပြီးရင်တော့ဒီလိုမျိုး pocket nugget လေးပါပေးပါတယ်။အော်ပြီးတော့ဒီမှာ pasta လေးရသေးတယ်တို့ကတော့ tomato sauce နဲ့တပွဲပြီးတော့ carbonara တပွဲနှစ်ပွဲယူလိုက်ပါတယ်။ပြီးတော့ bun လေးရှိပါသေးတယ်။ဒီနေ့ပေမှာလည်း cream စားရတာကြိုက်တဲ့သူတွေအတွက် cream လောက်ပေးရ chef flake ရှိပါတယ်။တို့ကတော့အထဲမှာလည်း cream အပေါ်မှာလည်း ice cream လေးတင်ပြီးယူဖြစ်ခဲ့ပါတယ်။ဒါကတော့မစားခင် fuel လေးတော်တော်လာလို့ရိုက်ထားလိုက်တာ။ drinks ကတော့အသီးဖြော်ရည်တွေ malt တွေ coffee free flow ရပါတယ်။တို့ကတော့ coffee လေးပဲတောက်ဖြစ်ခဲ့ပါတယ်။ pasta ကတော့တို့ကမရတော့ carbonara လေးပိုကြိုက်တယ်လို့ပြောတယ်။ဒါကတော့သူ့သမီးကိုစားလို့ကောင်းတဲ့မြည်ကြီးဆိုပြီးတော့အတင်းလိုက်ကျွေးနေအမိပါ။တို့ကမရတော့တည့်ရသီးကြိုက်တဲ့သူဆိုတော့အချိုဝဲတော့သူ့ပကံထဲမှာတည့်ရသီးနဲ့ပတ်သက်တာတွေပဲစုံယူထားပါတယ်။တို့ကတော့ cheese cake လေးရဲ့ပြီးတော့ဒီဘက်က strawberry နဲ့ chocolate cake လေးကိုပိုကြိုက်တယ်။ဒါမိနှစ်ယောက်ကတော့အကြိုက်တစ်မျိုးစီပဲ။ drink တွေကတော့ free flow ကိုစိတ်ကြိုက်ယူလို့ရတာဆိုတော့တို့ကတော့အိမ်ကြီးကတော့ coffee နှစ်ခွက်တောင်တောက်ဖြစ်ခဲ့ပါတယ်။အဲ့ဒီက carbonara လေးကိုဘေကွန်နဲ့မှားထားတော်တော်လေးစားလို့ကောင်းတယ်။ပြီးတော့သူ့ရဲ့ထည့်ပေးတဲ့ portion ကလည်းတယောက်စာခွက်တီအတော်ပဲ။ဒါကတော့ pasta ကိုပြောင်းနေအောင်စားခဲ့လိုက်ပါတယ်။ကင်ထဲမှာဆိုရင်တော့၃ထပ်သားလေးစားဖြစ်ခဲ့တယ်။သူကအစီသားလေးမျှရဲကင်ထန်းလေးလည်းအကျက်ညီတော့တော်တော်လေးအရသာရှိတယ်။ဒီကစားခဲ့သမျှတွေမှာတော့အသားပေါင်းရေးပြီးတော့ဂျပန်ကောင်တာဆူရှီကြော်ရေးဒီကြုတ်ပေါင်းလေးလည်းမစိုးချယ်လီလေးလိုပဲအီလေးနဲ့အမွန်ကြော်ဆိုရင်အထဲမှာစောက်မွန်အသားတွေမှာအပြည့်ပဲ။မလေးကတော့ဒီတိုင်းစားရတဲ့ sauce လေးနဲ့စားတာတော့ပို့ပြီးတော့လိုက်တယ်လို့ခံစားရတယ်။လိုက်တာနဲ့ no e ဖတ်နေတဲ့ကြက်ချီအောင်ပေါင်းကတော့မဖြစ်မနေစားကြည့်တဲ့နေရာမှာပါပါတယ်။အမေနဲ့ထိပ်ပြီး vlog ရရလေတခါလေးသူဆရာလောက်တာလည်းခံရပါသေးတယ်။အဲ့နေဆုံးဘလို့ကိုင်းဆိုပြီးတော့ဆရာပြန်လုပ်သေးတဲ့ food vlog ကဘရာရဲ့အမေနဲ့တိတ်တဲ့ high tea buffet လေးကတော့အိန္ဒိယစားလိုက်စကားလေးပြောလိုက်နေတေချာလေး enjoy ဖြစ်ခဲ့ပါတယ်။ဘရာရဲ့ high tea buffet ကတော့ menu အမျိုးပေါင်း100ကျော်တွေမကဘူးအကြိုက်ဆုံးကတော့ဆွေးနွေးဖို့ access မနက်9:00အနည်းည9:00ရေပါစိတ်ကြိုက်ကူလို့ရတာပဲ။ဒိုရာကတော့ buffet စားပြီးမှပဲအေးစိတ်ရေလေးကူဖြစ်ခဲ့ပါတယ်။အော်ဒီနေ့ဒိုရာစားရဲ့ high tea buffet ကတော့တယောက်ကို$22ပါ။ပတ်တိုင်းစနေတနင်္ဂနွေကိုမှနေ့လယ်12:00နာရီကနေပြီးတော့ညနေ3:00နာရီခွဲထိပါ။တယောက်တည်းရေကူးနေလို့အမေပြန်သွားရင်မထင်နဲ့အောင်နော်ကျမအမေကဟိုးပေါ်ကနေကြည့်နေရ။ဆိုတော့ dry ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲ။နောက် vlog မှာပြန်တွေ့ကြမယ်နော်။တတား